ကျွန်တော်တို့စကြည့်မယ် inshallah mulakhasu tarakib mulakhasu ဆိုတာကအကျဉ်းချုပ် tarakib ဆိုတာပေါင်းစခြင်းဖွဲ့စည်းခြင်းပေါင်းစမှုရဲ့အကျဉ်းချုပ်ကိုပြောတာကဲကျွန်တော်တို့ link ကြည့်မယ်နော်အဲဒါကြောင့်သား talibun ကျောင်းသား mudarrisun ကျောင်းဆရာ tabibun ဆရာဝန် misriyun misriyun ဆိုတာက the turkiyun တူရကီနိုင်ငံသား suriyun ဆီးရီးယားနိုင်ငံသားအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပြန်ကြည့်မယ် ana ကျွန်တော် anta အသင် huwa သူအဲ့ဒီအရာနဲ့ကျွန်တော်တို့တွဲပြောမယ် ana talibun ကျွန်တော်ဒီကျောင်းသားတစ်ယောက်ဖြစ်ပါသည် ana mudarrisun ကျွန်တော်ဒီကျောင်းဆရာတစ်ယောက်ဖြစ်ပါသည် ana tabibun ကျွန်တော်ဒီဆရာဝန်တစ်ယောက်ဖြစ်ပါသည် ana misriyun ကျွန်တော်ဒီအီဂျစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါသည် ana turkiyun ကျွန်တော်ဒီတူရကီနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် ana suriyun ကျွန်တော်ဒီဆီးရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် anta talibun အသင်ဒီကျောင်းသားတစ်ယောက်ဖြစ်ပါသည် anta mudarrisun အသင်ဒီကျောင်းဆရာတစ်ယောက်ဖြစ်ပါသည် anta tabibun အသင်ဒီဆရာဝန်တစ်ယောက်ဖြစ်ပါသည် anta misriyun အသင်ဒီအီဂျစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါသည် anta turkiyun အသင်ဒီတူရကီနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် anta suriyun အသင်ဒီဆီးရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါသည်ဒီနေရာမှာတစ်ခုထည့်ကြည့်အောင်မယ် huwa ကိုထည့်မယ် huwa talibun သူဒီကျောင်းသားတစ်ယောက်ဖြစ်ပါသည် huwa mudarrisun သူဒီကျောင်းဆရာတစ်ယောက်ဖြစ်ပါသည် huwa tabibun သူဒီဆရာဝန်တစ်ယောက်ဖြစ်ပါသည် huwa misriyun သူဒီအီဂျစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါသည် huwa turkiyun သူဒီတူရကီနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် huwa suriyun သူဒီဆီးရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါသည်အဲ့ဒါဆိုရင် huwa burmawiyun ဒါမှမဟုတ် huwa myanmariyun ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောလို့ရတယ်ကျွန်တော်ဒီမြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည်အဲ့ဒါကကျွန်တော်တို့စကားပြောတဲ့နေရာမှာပြောလဲကျွန်တော်ကကျောင်းဆရာတစ်ယောက်ဖြစ်တယ်ဆိုရင် ana mudarrisun အဲ့လိုလေးပြောပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်လေ့ကျင့်မယ်သူဒီကျောင်းသားတစ်ယောက်ဖြစ်သည်ဆိုရင် huwa talibun ကဲကောင်းပြီဒီဘက်သင်ခန်းစာမှာအနှစ်ကိုကြည့်မယ်နော်အနှစ်မှာ ana ဒီမှာ talibun ဒီနှစ်ခုကိုကျွန်တော်နှိုင်းယှဉ်ကြည့်မယ်နှိုင်းယှဉ်တဲ့နေရာမှာ talibun ကိုအမဂိပြောတဲ့နေရာမှာ တာလေးထည့်ပေးလိုက်တယ် talibatun ကျောင်းသူ mudarrisun ကျောင်းဆရာအဲ့ဒါကိုတာလေးထည့်ပေးလိုက်တယ် mudarrisatun ကျောင်းဆရာမ tabibun ကိုတာလေးထည့်ပေးလိုက်တယ် tabibatun ဆရာဝန်မ misriyun ကိုကျွန်တော်တာလေးထည့်ပေးလိုက်တယ် misriyatun အီဂျစ်နိုင်ငံသူ turkiyun ကိုတာလေးထည့်ပေးလိုက်တယ် turkiyatun တူရကီနိုင်ငံသူ suriyun ကိုတာလေးထည့်ပေးလိုက်တယ် suriyatun ဆီးရီးယားနိုင်ငံသူအဲ့ဒါကိုလေ့ကျင့်မယ် ana talibatun ကျွန်မသည်ကျောင်းသူတစ်ယောက်ဖြစ်ပါသည် ana mudarrisatun ကျွန်မသည်ကျောင်းဆရာမတစ်ယောက်ဖြစ်ပါသည် ana tabibatun ကျွန်မသည်ဆရာဝန်မတစ်ယောက်ဖြစ်သည် ana misriyatun ကျွန်မသည်အီဂျစ်နိုင်ငံသူတစ်ယောက်ဖြစ်ပါသည် ana turkiyatun ကျွန်မသည်တူရကီနိုင်ငံသူတစ်ယောက်ဖြစ်ပါသည် ana suriyatun ကျွန်မသည်ဆီးရီးယားနိုင်ငံသူတစ်ယောက်ဖြစ်ပါသည် anti talibatun အသင်မသည်ကျောင်းသူတစ်ယောက်ဖြစ်ပါသည် anti mudarrisatun အသင်မသည်ကျောင်းဆရာမတစ်ယောက်ဖြစ်ပါသည် anti tabibatun အသင်မသည်ဆရာဝန်မတစ်ယောက်ဖြစ်သည် anti misriyatun အသင်မသည်အီဂျစ်နိုင်ငံသူတစ်ယောက်ဖြစ်သည် anti turkiyatun အသင်မသည်တူရကီနိုင်ငံသူတစ်ယောက်ဖြစ်သည် anti suriyatun အသင်မသည်ဆီးရီးယားနိုင်ငံသူတစ်ယောက်ဖြစ်သည် hiya talibatun သူမသည်ကျောင်းသူတစ်ယောက်ဖြစ်သည် hiya mudarrisatun သူမသည်ကျောင်းဆရာမတစ်ယောက်ဖြစ်သည် hiya tabibatun သူမသည်ဆရာဝန်မတစ်ယောက်ဖြစ်သည် hiya misriyatun သူမသည်အီဂျစ်နိုင်ငံသူတစ်ယောက်ဖြစ်သည် hiya turkiyatun သူမသည်တူရကီနိုင်ငံသူတစ်ယောက်ဖြစ်သည် hiya suriyatun သူမသည်ဆီးရီးယားနိုင်ငံသူတစ်ယောက်ဖြစ်သည်
ဒါဆိုရင်သူမသည်အနာကျမသည်မြန်မာနိုင်ငံသူတယောက်ဖြစ်တယ်ဆိုရင်အနာမြန်မာရီယာတွန်သို့မဟုတ်အနာဘူမာဝီယာတွန်ကောင်းပြီအရော့မူဆာလစ်နံပါတ်3ကိုကျွန်တော်ဆက်ကြည့်မယ်မင်အိုင်နာဘဲကလည်းမင်အိုင်နာအန်တာအသင်ဘဲကလည်းမင်အိုင်နာအန်တီအသင်မဘဲကလည်းမင်အိုင်နာဟိုဟာသူဘဲကလည်းမင်အိုင်နာဟီယာသူမဘဲကလည်းเนาะကျွန်တော်ဒီမှာမေလို့ရအသင်ဘဲကလည်းမင်အိုင်နာအန်တာမင်အိုင်နာအန်မင်အိုင်နာအန်မင်အိုင်နာဟိုဟာမင်အိုင်နာဟီယာဒီပုံစံနဲ့ကျွန်တော်တို့ပြောသွားမယ်နောက်တစ်ခုအရော့မူရာဘဲလေးနံပါတ်4မှာဆိုရင်အနာကျွန်တော်ဒီမင်းပါကစ္စတန်နိုင်ငံကဖြစ်ပါသည်ကျွန်တော်အနာမင်းတူရကီယာကျွန်တော်ဒီတူရကီနိုင်ငံကဖြစ်ပါသည်အနာမင်းမစ္စရကျွန်တော်ဒီမြန်မာအီဂျစ်နိုင်ငံကဖြစ်ပါသည်အနာမင်းဆူရီးယားကျွန်တော်ဒီဆီးရီးယားနိုင်ငံကဖြစ်ပါသည်အန်တာမင်းပါကစ္စတန်အသင်ဒီပါကစ္စတန်နိုင်ငံကဖြစ်ပါသည်အန်တာမင်တူရကီယာအသင်ဒီတူရကီနိုင်ငံကဖြစ်ပါသည်အန်တာမင်မစ္စရအသင်ဒီအီဂျစ်နိုင်ငံကဖြစ်ပါသည်အန်တာမင်ဆူရီးယားအသင်ဒီဆီးရီးယားနိုင်ငံကဖြစ်ပါသည်အန်တီမင်ပါကစ္စတန်အသင်မသည်ပါကစ္စတန်နိုင်ငံကဖြစ်ပါသည်အန်တီမင်မစ္စရအသင်မသည်အီဂျစ်နိုင်ငံကဖြစ်ပါသည်အန်တီမင်တူရကီယာသင်မသည်တူရကီနိုင်ငံကဖြစ်ပါသည်အန်တီမင်ဆူရီးယားသင်မသည်ဆီးရီးယားနိုင်ငံကဖြစ်ပါသည်ဟိုအာမင်ပါကစ္စတန်သူသည်ပါကစ္စတန်နိုင်ငံကဖြစ်ပါသည်ဟိုအာမင်တူရကီယာသူသည်တူရကီနိုင်ငံကဖြစ်ပါသည်ဟိုအာမင်မစ္စရသူသည်အီဂျစ်နိုင်ငံကဖြစ်ပါသည်ဟိုအာမင်ဆူရီးယားသူသည်ဆီးရီးယားနိုင်ငံကဖြစ်ပါသည်ဟီယာမင်ပါကစ္စတန်သူမသည်ပါကစ္စတန်နိုင်ငံကဖြစ်ပါသည်ဟီယာမင်တူရကီယာသူမသည်တူရကီနိုင်ငံကဖြစ်ပါသည်ဟီယာမင်မစ္စရသူမသည်အီဂျစ်နိုင်ငံကဖြစ်ပါသည်ဟီယာမင်ဆူရီးယားသူမသည်ဆီးရီးယားနိုင်ငံကဖြစ်ပါသည်အနာဒါဟီအနာမင်မြန်မာဒါဆိုရင်ကျွန်တော်ဒီမြန်မာနိုင်ငံကဖြစ်ပါသည်အနာမင်မြန်မာကျွန်မဒီမြန်မာနိုင်ငံကဖြစ်ပါသည်အနာမင်ဘူမာနိုင်ငံကဖြစ်ပါသည်အနာမင်ဘူမာဒီပုံစံနဲ့လည်းပြောလို့ရတယ်နော်အရကမူခါမစ်နံပါတ်5မှာဆိုရင်ဟယ်အဲ့ဒီပဲဒီလာဒလာရဲ့အဓိပ္ပာယ်ကိုပြောတာဟယ်အန်တာပါကစ္စတန်နီယွန်هل أنت باكستاني أنت أثين باكستاني باكستان نجندا هل أنت باكستاني أثين دي باكستان نجندا تأو في بادلا هل أنت تركي أثين دي تركي نجندا تأو في بادلا هل أنت مصري أثين دي إيجي نجندا تأو في بادلا هل أنت مصري أثين دي إيجي نجندا تأو في بادلا هل أنت تركي أتندي تركي نجدات أوفي بدلا هل أنت مصري أتندي يجي نجدات أوفي بدلا هل أنت سوري أتندي سوريا نجدات أوفي بدلا أنت نظامنا هل أنت باكستانية أتمادي باكستان نجدات أوفي بدلا هل أنت تركية أتمادي تركي نجدت أوفي بدلا هل أنت مصرية أتمادي يجي نجدت أوفي بدلا هل أنت سورية أتمادي سوريا نجدت أوفي بدلا أدي بوزنا بيومنا هل أنت ميانماري أتمادي ميانمار نجدت أوفي بدلا هل أنت ميانمارية أتمادي ميانمار نجدت أوفي بدلا رقم السادس نبات چاوچی نعم हो पारे أنا باكستاني جنودي باكستان نجدات أوفي بادي أنا تركي نعم हो पारे أنا تركي جنودي تركي نجدات أوفي بادي نعم أنا مصري हो पारे جنودي يجي نجدات أوفي بادي نعم أنا سوري हो पारे جنودي سوريا نجدات أوفي بادي نعم हो पारे أنا باكستاني جمادي باكستان نجدات أوفي بادي نعم أنا تركية हो पारे جمادي تركي نجدات أوفي بادي نعم أنا مصرية हो पारे جمادي
Egypt နိုင်ငံသူတူဖြစ်ပါသည် Naam ana Suriyatun ဟုတ်ပါတယ်ကျွန်မသည်ဆီးရီးယားနိုင်ငံသူတူဖြစ်ပါသည်နောက်တော့ကမှုစာပဲနံပါတ်ကျွန်တော်တို့ခုနှစ်ကိုကြည့်မယ်ဟာဒါအခီဟာဒါရဲ့အဓိပ္ပာယ်ကဒါဤသူဒီမှာလူဆိုတော့ဤသူလို့ပြောလို့ရတယ်ဒါမှမဟုတ်ဒါပြောလို့လည်းရတယ်နော်ဤသူသည်ဟာဒါဤသူသည်အခီကျွန်တော်ဤညီနောင်ဖြစ်သည်ဟာဒါဆဒီကီဤသူသည်ကျွန်တော်ဤတငယ်ချင်းဖြစ်သည်ဟာဒါအခီဤသူသည်ကျွန်မဤတငယ်ချင်းအဖွန်ဟာဒါအခီဤသူသည်ကျွန်မဤညီနောင်ဖြစ်တယ်ကျွန်မဤအကူဖြစ်သည်သို့မဟုတ်ကျွန်မဤညီဖြစ်သည်လည်းပြောလို့ရတယ်ယာသည်ကျွန်တော်ကျွန်မရဲ့အတိတ်ကိုပြောတာဟာဒါဆဒီကီဤသူသည်ကျွန်မဤတငယ်ချင်းဖြစ်သည်အဲ့ဒီမှာဆိုရင်လည်းကျွန်တော်ဤတငယ်ချင်းဖြစ်သည်ကျွန်မဤတငယ်ချင်းဖြစ်သည်နှစ်ခုလုံးအကျုံးဝင်တယ်ဟာဒီဟီဤသူမသည်အိုခတီကျွန်မဤအမဖြစ်သည်သို့မဟုတ်ညီမဖြစ်သည်ဟာဒီအိုခတီဤသူမသည်ကျွန်တော်ဤအမဖြစ်သည်သို့မဟုတ်ကျွန်တော်ဤညီမဖြစ်သည်နှစ်ခုလုံးအကျုံးဝင်တယ်နော်ဟာဒီဟီဆဒီကာတီဤသူမသည်ကျွန်မဤတငယ်ချင်းမဖြစ်သည်သို့မဟုတ်ဤသူမသည်ကျွန်တော်ဤတငယ်ချင်းမဖြစ်သည်ပြောလို့ရတယ် ismi ဆိုတာကကျွန်တော်ဤအမည်သည် Khalid ဖြစ်ပါသည် ismi Khawla ကျွန်မရဲ့အမည်သည် Khawla ဖြစ်ပါသည် ismi Khalil ကျွန်တော်ရဲ့အမည်သည် Khalil ဖြစ်ပါသည် ismi Khadija ကျွန်မရဲ့အမည်သည် Khadija ဖြစ်ပါသည်ကျွန်မရဲ့နာမည်သည် Khadija ဖြစ်ပါသည်ဒီအဓိပ္ပာယ်ကိုပြောတာအဲ့ဒါကျွန်တော်ဒီဟာလေးအရင်အရေးကြီးတဲ့တစ်ခါလုံးကိုချုပ်ထားပြီးတဲ့တမင်နာတွေကိုထပ်ခါလေ့ကျင့်ပေးမယ်အင်ရှာအလ္လာအဲ့လိုလေ့ကျင့်မယ်ဆိုရင်ကျွန်တော်နှုတ်ရှာတဲ့ဟာနေပြီးတော့အာရဘီစကားကိုပြောဆိုနိုင်တဲ့အရေးချင်းဖြစ်လာနိုင်မယ်အင်ရှာအလ္လာကျွန်တော်တို့ဒီအတိုင်းပဲနားလည်ယုံနဲ့သိထားလို့မရဘူးကျွန်တော်တို့မိသားစုထဲမှာတရားနဲ့တရားစကားပြောမယ်ဆိုရင်အင်ရှာအလ္လာအာရဘီဒီကျွန်တော်တို့အိမ်မှာကောင်းကောင်းမွန်မွန်ကြွချမ်းချင်းနဲ့ပြောဆိုနိုင်တဲ့အရေးချင်းတွေဖြစ်လာနိုင်မယ်